ငောင်းကန်စာကဘာကြောင့်ဖြစ်ရလဲဆိုရင် HPV လို့ခေါ်တဲ့ Human Papilloma Virus ကြွက်နို့ပိုးကြောင့်ဖြစ်တာပါဒီကြွက်နို့ပိုးကအတူနေတာလိင်ဆက်ဆံတာကနေတဆင့်ကူတာဖြစ်ပါတယ်ကိုခန်းကောင်းနေဆိုရင်တော့သူ့ဟာသူပျောက်သွားပြီမဲ့ကိုခန်းမကောင်းရင် immune ကျနေရဆိုရင်ဒီ HPV 4က10စုနှစ်လောက်အကြာမှာကင်ဆာအဖြစ်ကိုပြောင်းသွားနိုင်ပါတယ်တိမ်ကောင်းကန်ဆာကိုအဖြစ်များနိုင်တဲ့အကြောင်းတွေကအသက်ငယ်ရွယ်ချိန်မှာလိင်ဆက်ဆံတာလိင်ဆက်ဆံဖို့ sexual partner များတာဒါမှမဟုတ်ရင်ကိုယ့်ရဲ့ partner ကလိင်ဆက်ဆံဖို့များဖို့တာကိုခန်းအားကျဆင်းနေတာဆက်လက်တောက်တာတခြားလိင်အားတဆင့်ကူးဆက်တဲ့ယောဂတွေရှိတာဒီလိုမျိုးတွေကြောင့်တိမ်ကောင်းကန်ဆာကိုပို့ပြီးတော့ဖြစ်စေနိုင်ပါတယ်ပုံမှန်မှန်သွေးဆင်းတာအတူနေပြီးချိန်မှာသွေးဆင်းတာသွေးဆုံးပြီးချိန်မှာသွေးဆင်းတာအနံ့မကောင်းတဲ့အဖြူတွေဆင်းတာပုံမှန်မဟုတ်တဲ့အဖြူပြည်လို့အနှစ်ပုံစံနေဆင်းတာone bite အောက်ပိုင်းနာကျင်တာဒီလိုလက္ခဏာတွေခံစားရတတ်ပါတယ်ဒီတော့အခုပြောသွားတဲ့လက္ခဏာတွေဖြစ်ပြီးဆိုတာနဲ့မပေါ်စားပဲနဲ့ဆရာဝန်နဲ့တေချာတိုင်ပင်ရပါမယ်နော်